မြန်မာနိုင်ငံမှာပုံမကောင်းမွန်သောဈေးဘက်ဆိုင်ရာအထောက်အကူပြုအခွင့်အလမ်းတွေကိုမြင့်တင်ပေးနိုင်ရန်မြန်မာဆရာဝန်တွေကိုအိန္ဒိယနိုင်ငံမှာအစစ်မြစ်လေ့ကျင့်မှုသင်တန်းတွေရရှိနိုင်ဖို့နဲ့မြန်မာနိုင်ငံဝေဒနာရှင်များအတွက်ရွေးကကျန်းမာရေးဟောပြောပွဲနဲ့ဈေးပညာဆိုင်ရာပညာပေးစီစဉ်ကိုဇွန်လ23ရက်နေ့ကရန်ကုန်မြို့ရှိပန် Pacific Hotel မှာကျင်းပခဲ့ပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဟောပြောပွဲမှာအိန္ဒိယနိုင်ငံမှာနှလုံးသွေးကြောအတွင်းပိုင်းဆိုင်ရာအထူးကုဆရာဝန်ဒုစစ်အစားထိုးခွဲစိတ်မှုပေါင်းအကြိမ်ရင်2000ခွဲကျော်ပြုလုပ်ထားတဲ့ဆရာဝန်နဲ့ကြောက်ကက်အထူးကုဆရာဝန်တို့ကဝေဒနာရှင်တွေအတွက်ဟောပြောပေးခဲ့တာဖြစ်ပါတယ်။အခုဆိုရင်အိန္ဒိယနဲ့မြန်မာနိုင်ငံဟာအလွန်ရင်းနှီးတဲ့မိတ်ဆွေနိုင်ငံတွေဖြစ်တယ်ဆိုတာအားလုံးလည်းအသိပါပဲ။မကြသေးခင်ကပဲမြန်မာနိုင်ငံကသမ္မတကြီးအိန္ဒိယနိုင်ငံကိုလာရောက်လည်ပတ်ခဲ့လို့ကျွန်တော်တို့ရဲ့ဆက်ဆံရေးဟာတနေ့တဲ့တနေ့ပုံမခိုင်မာလာနေပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းမြန်မာအိန္ဒိယကုန်သွယ်ရေးနဲ့ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်တွေအတွက်သမ္မတကြီးရဲ့ခီးစဉ်မှာလိုက်ပါခွင့်ရခဲ့ပြီးအိန္ဒိယဝန်ကြီးချုပ်နဲ့လည်းတွေ့ဆုံခွင့်ရခဲ့ပါတယ်။ကျွန်တော်ဟာမြန်မာသမ္မတကြီးရဲ့ကိုယ်စားလှယ်အဖွဲ့ဝင်တဦးအနေနဲ့ပါဝင်ခဲ့တာဖြစ်ပြီးအဓိကကတော့ပြည်သူအချင်းချင်းကူးလူးဆက်ဆံရေးပုံမကောင်းမွန်လာစေဖို့လှုံ့ဆော်နေတာဖြစ်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံကကြောက်ကက်အထူးကုလှုပ်ဖို့ကင်ဘက်တွေနဲ့အတူတူလက်တွဲလှုပ်ဆောင်မှုတကယ်ပဲစိတ်ဝင်စားပါတယ်။နိုင်ငံစလုံးရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့အတူမြန်မာနိုင်ငံရောအိန္ဒိယနိုင်ငံမှာပါကြောက်ကက်ယောဂဆိုင်ရာအစီအစဉ်တွေကိုပို့ပြီးတော့ဖွံ့ဖြိုးတိုးတက်အောင်လှုံ့ဆော်ကြပါတယ်။ဒီနေ့မှာတော့လူတွေကိုစက်ရုပ်စနစ်သုံးဒုစစ်အစားထိုးခွဲစိတ်မှုရဲ့အကျိုးကျေးဇူးတွေအကြောင်းပြောပြနိုင်ဖို့ဆေးပညာပေးအစီအစဉ်တစ်ခုကိုကျင်းပရခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့မြန်မာလူနာတယောက်ဆိုရင်စက်ရုပ်စနစ်သုံးအစစ်အစားထိုးခွဲစိတ်မှုကိုကိုကတာမျိုးမှာမကြသေးခင်ကပဲပြုလုပ်ခဲ့ပြီးတော့အခုဆိုရင်ပြန်လာနိုင်ပြီဖြစ်တယ်လို့လမ်းလျှောက်နိုင်နေပါပြီ။ကျမ်းမာရေးဟောပြောပွဲမှာနှလုံးရောဂါအမျိုးမျိုးအကြောင်းကိုဆွေးနွေးခဲ့ကြပါတယ်။အဓိကအားဖြင့်နှလုံးသွေးကြောကျဉ်ရောဂါနှလုံးခုန်မမှန်ခြင်းပြဿနာများနှလုံးပျက်စီးခြင်းနှလုံးအလုံးမလို့တော့ခြင်းနှလုံးအဆိုးရှင်ယောဂအကြောင်းတွေကိုဆွေးနွေးခဲ့တာဖြစ်ပါတယ်။ဒီယောဂတွေရဲ့ကနဦးလက္ခဏာတွေကဘာတွေလဲယောဂမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကိုလည်းရှင်းပြခဲ့ပါတယ်။ကျွန်တော်တို့အနေနဲ့မြန်မာနိုင်ငံကလူနာတွေကိုကူညီပေးနိုင်ဖို့အမြဲတမ်းအသင့်ရှိနေပါတယ်ဟောပြောပွဲကိုတက်ရောက်လာတဲ့မြန်မာနိုင်ငံမှာဆရာဝန်တဦးကလည်းသူ့ရဲ့အမြင်ကိုအခုလိုပြောပါတယ်နှလုံးသွေးကြောကျဉ်တဲ့လူနာတွေနှလုံးမကောင်းတဲ့လူနာတွေကိုပြုပြင်တဲ့လုပ်ငန်းပေါ့ခွဲစရာမလိုဘူးလုံးဝအရေးပြားကိုဓာတ်နဲ့ခွဲစရာမလိုဘဲနဲ့ intervention လို့ procedure လေးပေါ့နော်လောက်တာရယ်နောက်တစ်ခုကကြောက်ကက်မကောင်းတဲ့လူနာတွေကိုကြောက်ကက်အစားထိုးတာရယ်အဲ့ topic နှစ်ခုကိုကျွန်မနားထောင်ခဲ့ရပါတယ်ကျွန်မအတွက် new knowledge ကတော့နှလုံးဆက်ကိုဒီမှာတတ်ထားပြီးတော့6လတစ်ခါတစ်နှစ်တစ်ခါပြန်ပြီး follow up လုပ်ပါတယ်အဲ့မှာအပေါ်ကရောအောက်ကရောနှစ်ခုစလုံးကို capsule ပုံစံလေးနဲ့ဆက်တက်ထားတဲ့ဟာမျိုးကကျွန်မအတွက်က new knowledge ပေါ့နော်ဟောပြောပွဲမှာဆေးပညာရပ်ကိုစိတ်ဝင်စားသူများနဲ့လူနာစုစုပေါင်း100ဝန်းကျင်တက်ရောက်ခဲ့ကြတာဖြစ်ပြီးလူနာများကလည်းသိရှိလိုသူများကိုမေးမြန်းခဲ့ကြကြောင်းသိရပါတယ်ရှင်